ကောင်းလေးတယောက်ဟာသူ့ရဲ့အသင်းဖော်စီကိုဘောလုံးပေးပို့လိုက်ပါတယ်အဲ့ဒီအချိန်မှာသူ့ရှိမှာဘယ်နောက်ခံလူမှမရှိပေမဲ့အသင်းဖော်ဖြစ်သူကဘောလုံးကိုဂိုးတိုင်ဘေးကိုပဲကန်ထုတ်လိုက်ပါတယ်အဲ့ဒီနောက်ဘောလုံးကိုတစ်ဖက်အသင်းကကြားဖြတ်လူယူသွားပြီး Jack ဆိုတဲ့ကစားသမားကအပိုင်ကန်သွင်းယူခဲ့ပါတယ်ဒါဟာတစ်ဖက်အသင်းကိုအနိုင်ရစေခဲ့ပြီးအသင်းဖော်ဖြစ်သူကတော့သူ့ရဲ့အမှားအတွက်ဝမ်းနည်းနေခဲ့ပါတယ်နီးပြားကကစားသမားတွေကိုအသင်းလိုက်ဘောလုံးကစားနည်းကိုဆက်လက်ယုံကြည်ဖို့ပြောပေမဲ့ယိုချီကတော့အဲ့ဒီလိုမထင်ပါဘူးငါသာအဲ့ဒီဘောလုံးကိုကိုယ်တိုင်ကန်သွင်းခဲ့ရင်ရလဒ်တွေပြောင်းလဲသွားနိုင်မလားဆိုတဲ့အတွေးကယိုချီကိုအယမ်းကိုစိတ်ပျက်စေခဲ့ပါတယ်အိမ်ပြန်ရောက်တဲ့အခါမှာတော့ယိုချီဟာဘောလုံးအဖွဲ့ချုပ်ကဖိတ်စာတစ်စောင်ကိုလက်ခံရရှိခဲ့ပါတယ်အဲ့ဒီကိုရောက်သွားတဲ့အခါဂျပန်တနိုင်ငံလုံးကအကောင်းဆုံးတိုက်စစ်မှု300လုံးဒီနေရာမှာစုဝေးနေတာကိုသူတွေ့လိုက်ရပါတယ်အဲ့ဒီအချိန်မှာတာဝန်ခံတယောက်ပေါ်လာပြီးသူဟာဂျပန်အသင်းကိုကမ္ဘာဖလားရအောင်လုပ်ပေးမယ်လို့ကြေညာလိုက်ပါတယ်ဒါပေမဲ့အခြေအနေတစ်ခုရှိပါတယ်အဲ့ဒါကတော့ဒီတိုက်စစ်မှု300တဲကနေသူရဲကောင်းတယောက်ကိုပဲဖန်တီးမှာပါဒီလေ့ကျင့်ရေးစခန်းကို Blue Lock လို့ခေါ်ပါတယ်ဒီထက်ကိုဝင်လာတဲ့တိုက်စစ်မှု300လုံးဟာသူတို့ရဲ့လက်ရှိဘောလုံးသမားဘဝကိုစွန့်လွှတ်ရမှာဖြစ်ပြီးပြိုင်ပွဲတွေကနေတဆင့်299ယောက်ကိုဖယ်ထုတ်သွားမှာပါနောက်ဆုံးကြံရစ်သူတယောက်ထဲသာကမ္ဘာအကောင်းဆုံးတိုက်စစ်မှုဖြစ်လာမှာပါလူတိုင်းဟာသူတို့ရဲ့ဘဝတွေဆုံးရှုံးသွားမှာကိုကြောက်ပြီးထိတ်လန့်နေကြပေမဲ့တာဝန်ခံကတော့ AACC ပါပဲတာမန်အထက်တန်းကျောင်းမှာအကောင်းဆုံးကစားသမားဖြစ်နေမယ်အစားကမ္ဘာအဆင့်တိုက်စစ်မှုဖြစ်ဖို့အရာအလုံးကိုရင်းမလားလို့သူကမေးခွန်းထုတ်လိုက်ပါတယ်သူဟာရိုးရာဘောလုံးကစားနည်းရဲ့အတွေ့အခေါ်တွေကိုဖျက်ဆီးပစ်ပြီးကိုဗဟိုပြုတဲ့အတ္တကြီးလုံးနဲ့တိုက်စစ်မှုတယောက်ကိုဖန်တီးချင်တယ်己のゴールを何よりのみとしその瞬間のためだけに生きよそれがストライカーだろこれはストライカーだယိုအီချီဟာတွန့်ဆုတ်မနေပဲ Blue Lock ထဲကိုဝင်သွားပါတော့တယ်